这青沙对吗？喏。这靠左边吗？不要啊。ရလာတချင်းကြားဘူးတယ်နော်တင်ပြီးပြီလေမမီလားမမီလားလက်စတာတစ်ခေါက်ဆိုပြမယ်နော်ရလားဘက်ကကြားတယ်နော်ဟုတ်လားဟမ်အော်နာဒီမှာမင်းသားရှိတယ်မင်းသားဘာပြောလဲဟုတ်ပြီခိုးတဲ့နေရာဝိုင်းဆိုပေးမယ်ဟုတ်ပြီနော်ခိုးတဲ့နေရာဝိုင်းဆိုပေးမယ်ကဲသူတို့ဆိုပါနော်TV သူတို့ဆိုမှာသူတို့ဆိုပါနော်ရုပ်ပိုင်းဆိုင်ရာတွေတို့ခြေသွားစေလေသူလုံးဝမှုပါပဲအမေဝေဟာပဲပဲကြည်စွာနဲ့ဘဝပုံပြတ်တဲ့ခဲရှာတဲ့လူသားဘယ်လိုတမ်းမို့ကိုမပြတ်နိုင်တဲ့သူနိုင်မဲ့ပါပဲအစုပ်တက်ဖြည်းဖြည်းဆိုလိုက်ရင်ပူလာပါနော်ဒီလားရေဆိုင်တဲ့တတိတွေအမေချေစုတွေပါပဲဟာရလားအမေချေစုတွေပါပဲရမလားပြန်ဆိုပြမနော်သွားစီလောကရဲ့အမှုတွေအတွက်ရေဆိုင်တဲ့တတိတွေအမေချေစုတွေပါပဲရေဆိုင်တဲ့တတိတွေအမေချေစုတွေပါပဲရလားရမလားကျန်တာသွားမယ်ရရင်နော်တူလေးပဲကဲလိုက်ဆိုမှာနော်ရွှေချမ်းချက်တုတ်တန်ချမ်းကံကြီး6ခန်းငယ်20ကဲတူဆိုမှာ1 2 3ရွှေချမ်းချက်တုတ်တန်ချမ်းကံကြီး6ခန်းငယ်20နောက်တစ်ခါ1 2 3ရွှေချမ်းချက်
ရပြီနော်ကဲသွားမယ်ငါသားအဘဤပြည့်ညက်စကားကိုနားထောင်လို့ကဲသူဆိုကြည့်မှာ1 2 3ငါသားအဘဤပြည့်ညက်စကားကိုနားထောင်လို့ရပြီလားနောက်လူအမိပေးသောတရားကိုမပယ်နှင့်ကဲဒုတိယအကြောင်းသူဆိုမှာ1 2 3အမိပေးသောတရားကိုမပယ်နှင့်ထပ်ဆိုမှာ1 2 3အမိပေးသောတရားကိုမပယ်နှင့်ကဲပေါင်းဆိုမှာနော်ဒီကနေ1 2 3နာတာအပါဤစကားကိုနားထောင်သောအမိပေးသောတရားကိုမပယ်နှင့်ကဲနောက်တစ်ခါ1 2 3နာတာအပါဤပညာစကားကိုနားထောင်သောအမိပေးသောတရားကိုမပယ်နှင့်ပေါင်းဆိုလို့ရမလားရတယ်ကဲဒီကနေဆိုမှာနော်1 2 3ရွှေတာဩတန်ချခံဒီအမိပေးသောတရားကိုမပယ်နှင့်အလို့ရမလားတရားမကြည့်မနဲ့ဆိုပါနော်ရတယ်နော်ရလားဟမ်မောခဏနာကဲစမယ်ဟုတ်ပြီ1 2 3အလို့ဟုတ်တယ်လေမညူတက်ဆိုမှာ1 2 3ရပြီလားဖယ်လိုက်တော့မနော်ရရင်ရပြီနော်ရပြီဟုတ်ပြီကဲအလွတ်ဆိုမယ်တူလေးပါမမြင်1 2 3ဆိုမှာရလားခွဲဆိုလို့ရလားနှစ်ယောက်ယောက်ျားလေး3ယောက်နော်ကဲဘယ်သူရင်ဆိုမလားဟမ်ဘယ်ယောက်ျားလေးရင်ဆိုမလားဘယ်လဲဘယ်မှာလဲမင်းကလေးကဲမမလေးရင်ဆိုမှာနော်မမလေးဥစားပေးပါနော်ကဲမနှစ်ယောက်ထားမယ်ညညအလုပ်ဘူးမโอเคแล้วก็ดีไปแล้วเนี่ยทำไหมถ้าไปยาเราฮัลโหลสู้มั้งเนาะโอเคแล้วก็ดีไปก็ได้โอเคเนี่ยမရဝိုင်းပြတာလို့ဖွဲ့ရထားမှာနော်ပဲစီတောင်းအလွတ်ကြိုးစားစို့ကဲစမနော်အလွတ်1 2 3ခြေရန်ကျန်တော့ကြကြခိုင်ချင်း6ခိုင်ငယ်25ပါအဖိုင်ဒီယောဂါကိုနားထောင်တော့အမိပေးတော့ဟုတ်တယ်အမိပေးတော့ဟုတ်တယ်ဘာပေးလဲအမိကပေးတော့တရားကိုမပေးနဲ့ဘာမပေးနေလားမပေးအမိပေးပါဆိုမပေးနေလားသူကလို့ပြန်ဆိုပါနော်1 2 3
Nong khang nghe nè xe ngã bà bà đi nhớ cả cô ngã thằng rõ ngã mi to ra cô ok lấy cái đi về lại đó đây để ra đi phạm phạm này để chú đó đây ra bị lạ ra rồi bao số mà để cái ra bị nó ok ra bị rồi tiền này không để tham mẹ có lối tham mẹ nó số đó chẳng phải này từ trên này cầm chi này nó đã đây đây sao mẹ chẳng phải nhân số mà chẳng phải bị từ trên số mà 1 2 3 ok kể từ trên số mà break break beat là sao mà nó break apo toa tí bọ gì ta lúc bây giờ vừa đi xuống lại đấy để lại xí lại break nó nè cái nào đấy sang năm nay một sang năm nay rồi bí qua mà trái gì cũng bí qua mà cái nào năm nay cái này break này lúc chưa nào lúc khâu đấy ra là bí đấy ra đi tao phô đó mẹ đi là sao mà chào chim yeah. Bella. Di depan ni suara. Kecari ni cilo. Jadi, canda di sini subi ni. Canda dia sini suara mana. Ada ni suara. Dia. Sini subi piano. Ya. Thay rup piano thay. Ada viola.
ပြောဟာလားတင်ပြပြောတတ်လားဟာလားတော်တော့အဲ့လိုပြောချက်ပြီးအေးဘူးကအမေကိုပေးကိုအိမ်မှာကိုကတ်ထားရဒီဒီမြင်နေရတော့ဘာဘယ်မပြည့်သေးဘူးပုံကြည့်လိုက်ဟာဘာလဲဘာတော့ရမယ်ကွာဒါနာမယ်ပေါ့ဒါနာပေါ့ဒါပဲကိုဒါမှမဟုတ်ဒီအားချက်ရဘာလို့လဲကွန်ပျူတာBaby. Oh. Ini ya lah. Ya. Nhiều. Nè. Cho nó trộn. Bây giờ này, chết rồi. Lu ya gì là thế chứ? Chân ra làm gì vậy? Không. Gì? Kệ, mi vào nó. Hả? Mi mẹ, bây giờ nó đâu vào nó? Tin nhắn rồi. Còn nó ba gì vậy? Còn nó ba gì vậy? Ngã ba nó. Taba su elu ji la. Ji naba. Owa. Liwa. Ngaba. Saba. Punaba. Sipa. Pinya da banaba ji le bi. Seba bi tha bi la. Di pre yo. Banaba le. Banaba le pyo. Banaba. Ke. Seba no. Seba le. Thế ví dụ đó. Cái tí đâu. Ở đó, tí đâu nó. Tí dụ đam mê này nó, tôi được gọi là xe ba. Kìa. Pari pala. Không gì. Cái này. Đó được nó.
ဟုတ်ပြီ ခိုင်းရင် ကြည့်ပြောပြလိုက်ကြည့်ကဲနံပါတ်1နာမတပါအခြားသောဖျားကိုမကူးကွယ်နဲ့အတူကပဲမှတ်လားနော်အဲ့ဒါ မမတ်ထားတော့ အေးရတယ် အုံနောက်တွေမှာပဲမမတ်ထား ရတယ်နော်ဒါ ဆရာမနဲ့ဆိုရင်ကိုပူကြမယ် ကွန်ပျူတာကဲနေကပါလဲ ဟုတ်တယ်ရုပ်တုစင်တုဆိုတာသိလားဘာကနုတ်လဲဒုက္ခလဲကနုတ်ရုပ်တုစင်တုပါလေရုပ်တုစင်တုကိုဦးမချဘုမပြုနဲ့ပိပိနဲ့ဦးချတာမတိဘဲနဲ့ဦးချတာဟမ်တူပဲအပြစ်ကတူပဲပြီးပြီးတော့လည်းလုံးမတိပဲလုံးတူပဲနော်ဦးချအောင်နော်သူတို့ကတော့ပြောတယ်ရုပ်တုထဲမှာဖရာရဲ့စံတော်တွေရှိတယ်ဟုတ်လားသူတို့ပြောတယ်ဝါတို့ဘာတို့ထည့်ထားတဲ့အဲ့ထဲမှာဒါပေမဲ့ရုပ်တုဆိုတာမြင်ရတဲ့ဟာလည်းပါမယ်နောက်တော့ဘာကြည့်နေတယ်ဒီလားငွေလည်းရုပ်တုပဲနော်နားလဲလားမသိဘူးဒါဘာဖြစ်လို့ရုပ်တုလို့ခေါ်လဲငွေမသိဘူး တချို့ကြတော့ဒီငွေနဲ့အလုပ်လုပ်တာနော်ငွေမဟုတ်ဘူးငွေ money ဒါမှမဟုတ်ပိုက်ဆံနဲ့ခေါ်လို့ရတယ်ပိုက်ဆံငွေဒီလိုရှိရင်တော့ပိုက်ဆံပေါ့ပတ်ဆံခေါ်လို့ရှိရင်ပတ်ဆံဟုတ်တချို့ကြတော့ငွေနဲ့ဟုတ်လားငွေနဲ့ခံလိုက်အကုန်လောက်တယ်ဟုတ်တယ်နော်ငွေကိုကွဲတယ်လို့ဖြစ်တယ်နော်အဲ့ဒါဦးချတယ်လို့ပဲဟုတ်လားရှင်းပြီလားကဲဟုတ်ပြီရုပ်တုစေတုကဲနည်းနည်းပါပဲတင်မယ်အများကြီးမတင်ဘူးတော့ရပါလားတော့ဒီလားဒီပြန်ချမယ်နော်ဖိုးရမှာရှာလို့ရတယ်ဒီလားဖိုးရမှာဘယ်လိုရမလဲအဲ့တိုင်းမရပြင်းလို့10ပါပြန်ရှာလာခဲ့နော်နောက်ပတ်ဒီပြင်းတော့10ပါးထဲမှာပါလဲအခုသင်္ကန်းစာနဲ့ပါလားအမေနဲ့အဖေနဲ့ပတ်သက်ပြီးတော့ပါလားပြင်းလို့10ပါပါလားပါလားနည်းနည်းအစားပို့ပြရမလားအရှိလားနောက်လားအရှိဆိုရင်နှလုံးပြောပြမှာနော်မိဘပါလားမိဘဘာလို့အောင်လဲဟုတ်တယ်ပြင်းတော့စေဘာမှဒါပါတယ်နော်မိဘကိုကျိုးသေးစွာဘာလို့အောင်တော်လိုက်လားပြုလားဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့အရေးမကြီးလားအဲ့ဒါကြောင့်မိဘဆိုတာနှမျိုးပေါင်းခေါ်တာနော်မိဘဆိုတာဘာဖြစ်လဲနှမျိုးဆိုတော့ဘာနဲ့ပါလဲမိဘဆိုတာဟုတ်တယ်ဖေးမီဖေးရောမီရောနော်ဖေးရောမီရောဆိုဘယ်လိုခေါ်လဲမိဘမနာမနော်ဖေးမီဖေးရောမီရောဆိုမိဘနော်မိသားစုဆိုရင်ဟုတ်တယ်ကောလို့ပါဆွေမျိုးမပါဘူးနော်ပြန်လာကောပါဟုတ်တယ်နီးတယ်ကောနော်အဲ့ဒီဟိုကဘယ်မှမပါဆွေမျိုးမိသားစုနဲ့အဲ့ဒါကြောင့်သူများပြောတာမိသားစုနဲ့ဆွေမျိုးများနော်ဟုတ်ပြီနော်ကဲ
အဲ့တော့တဏှာနဲ့အကြောင်းပြောမယ်ဟိုကြားဘူးလားဌာနအကြောင်းကြားဘူးလားဘယ်တန်းဌာနအကြောင်းကြားဘူးလားဌာနဟုတ်ဌာနနော်သူနာမည်ဒီလိုနော်ဌာနနှလုံးစင်းတော့ဌာနအခုပြောမယ်အဲမှာဌာနနဲ့အဓိကနော်အဓိက2ယောက်ဌာနနဲ့ပရောဖက်နော်အေလိခြေတော့လေဟိုရင်ခေတော့လေမင်းကလေးတွေကလေသူတို့အကြောက်ဆုံးပါလေဒီလားဘာမွေးတယ်တိစံနေမဟုတ်တညူတာဟမ်ရုပ်ကြလေးဟုတ်လေရုပ်ကြလေးကြောက်ဆုံးလားဟုတ်ကဲ့တော့ပြောကြည့်တယောက်တစ်ခုလားတင်လားဟိုရင်တော့ဒီမှာကဲဘယ်သူကနေစောင်းလားယူတော်ရစောင်းလားယူတော်ရစောင်းလားဘုရင်တော့သူတို့ကြောက်တယ်ဘာကြောက်လဲသူတို့အကြောက်ဆုံးလူစုံမဟုတ်ဘာနဲ့ပြောပြရမနော်ကဲตีတာထက်တော့ကြောက်တယ်လားမရေးကြောင်မဟုတ်သေးဘူးကဲတရားတိလားမြို့အတိတ်ပဲတိလားမြို့ဟုတ်ပြီဒီလောက်ထိပြောပြပြီနော်ဒါဆိုသိရအောင်မြို့မဟုတ်လေမြို့ကဒီလိုလေအမမြို့မြုပ်တာကိုကြောက်တယ်မြုပ်ပါပါဘာဖြစ်လို့မြုပ်တာကြောက်တယ်မြုပ်တာကဘာလဲသိလားမြုပ်တယ်ဆိုတော့ဘာရိုရီယာသိတယ်သူတစ်ချက်မှမပြေသိတယ်မလားမြုပ်တာမသိဘူးလားမသိဘူးတာပြောပြလိုက်ပြီဘာကြောက်ဆုံးလဲမြုပ်တာကိုကြောက်တယ်ဒါဆိုရင်မြုပ်တာကဘာလဲဘာဖြစ်လို့မြုပ်တာကိုကြောက်တာအတိုင်းမဟုတ်မဟုတ်ဆိုရင်ဆန်ပါလေဒီလားအေးပြရောဒီလားမြို့မဟုတ်မြို့လားပြောပြလိုက်တော့ဘာမသိပြောပြလိုက်တော့မြို့လားလေဒီလားမဟုတ်အချိန်ကုန်နေပြောပြလိုက်တော့မဟုတ်သူကြောင့်ကြားဘူးတော့သိမှာပေါ့ဟာနာနော်ဒါဆိုအတူကောက်ရေးပြမယ်နော်အတူကောက်ရေးပြမယ်ဘယ်လိုနဲ့ပြီးမသိဘူးပြောပြရမျိုးမယ်ကဝမယာနာတမြုပ်တယ်ဆိုတော့အဲ့ဒီအတိတ်ပဲသူတော်စဉ်းစားကြည့်ဘာလဲခုနပြောတော့ဘာလဲကဝမယာနာတခုကအနောက်ငါလုံးပြောပြမှာနော်နာဆိုတော့တနိုင်တာဟုတ်ပြီအဲ့ဒါဆိုသိရလို့မှာကာဝမာယာနိုင်တာဘာလဲနိုင်ပါရဟမ်ဗေနိမြုံတယ်ဆိုတဲ့အတိတ်ပဲအနောက်ပြောပြပြီနော်နိုင်တာ
တော်လို့ပြောပြမယ်တော်လို့စဉ်းစားတော့ ဟုတ်ရှိတယ်လို့ဒီလိုမဲ့မပါ ရနိုင်တာ ယော ဘာလဲအဲ့ဒါဆို ရတော့ဝမရနိုင်တာရနိုင်တာဟုတ်ကကိုဝေးပါတော်လို့ကဝေးပါ ဒီရောက်နေပြီ ဟမ်ဟိုမှာမြင်အောင်နေပြီတော့လားကဲပြောလိုက်ပြောလိုက်ကဲဝါအိုမာကဲနောက်တစ်လုံးထပ်ပြောပြမနော်နောက်တစ်လုံးတချင်းနဲ့လောက်ဆိုပေါ်ရောကဲဒီမှာဒီတစ်လုံးပြောပြမယ်ကဲဟုတ်ပြီရပါပြီအဲ့ဒါဆိုလို့ရှိပြီကဝေမရနိုင်တာဟမ်ကဝေးကိုဝေဟမ်ကိုဝေမရနိုင်တာဟုတ်တယ်နော်ဘယ်လိုခေါ်လဲအဲ့ဒါဘယ်လိုခေါ်လဲမြုပ်တာအေးမြုပ်ပါနော်ဟုတ်ပြီနော်ဒီအတိတ်ပဲပြောတာနော်မြုပ်တယ်ဆိုရင်ကိုဝေမရအေးကိုမရနိုင်ဘူးဆိုတာကိုဘာလို့မရနိုင်တာလဲမြုပ်တာနော်မှတ်သားမလားသူကအဲ့လိုဖြစ်နေတာဒါရုပ်ကြလေးမဟုတ်နော်မင်းကလေးဒီမှာဒါမင်းကလေးလားဟုတ်ကြလေးဟုတ်ကြလေးဟာလားမင်းကလေးလားရုပ်ကြလေးနော်ဟုတ်ပြီဒါရုပ်ကြလေးနော်သူကဘာဖြစ်တာလဲမြုပ်တာကိုမရနိုင်တာဆိုနားတော့မကောင်းဘူးနော်ဘယ်လိုခေါ်မလဲသူကမြုပ်တယ်ဘာဖြစ်လို့မြုပ်တာကိုကြောက်တာလဲမြုပ်တယ်ဆိုတာသိပြီးဘာဖြစ်လို့ကြောက်တာသိလားဘာဖြစ်လို့ကြောက်တာဟမ်ကျလို့များတယ်ဘာဟမ်ပါဘူးနားအောင်လုံးနော်နားမနားကဲဘယ်လိုလဲဘာဖြစ်လို့ကြောက်တာလဲဝိုင်းပြေးတာသိလားတချင်ပါပြီပါဘူးကဲဘာဖြစ်လို့ကြောက်လားမြုံတာဘာလို့ကြောက်ဘယ်လိုပြမြောက်တော့လားကဲတော့ခဏအပန်တော့တာကဲကြောတာသူသိတယ်လို့ဟုတ်တယ်ကဲဘာဖြစ်လို့ကြောက်လဲသိလားမသိသိတယ်လို့ရှိလားဘာဖြစ်လို့မြုံတာကြောက်လဲဟုတ်ရင်ဖြစ်တော့မိမတွေကြောက်ဆိုမြူဝါပြပြတော့ဘာလဲအခုပဲကြည့်မြုံတဲ့မိမဆိုသူများတွေဘာပြောမလဲအတင်းပြောတာအဲ့တော့ပေါ့မဟုတ်လားအေးရုပ်ကြလေးမှလည်းရှိရနော်ဟုတ်လားရုပ်ကြလေးမိန်းကလေးရောရှိတယ်နော်ပြောပြမနော်ကိုမရနိုင်တဲ့အခြေအနေလေယောက်ျားလေးကြောက်လည်းရှိတယ်မိန်းကလေးကြောက်လည်းရှိတယ်နော်သိလားနော်သိတယ်တချို့ကြတော့ယောက်ျားလေးကြောက်မရတာတချို့ကြမိန်းကလေးကြောက်မရနောက်ကြည့်လိုက်ရင်သိမယ်သိပါတယ်နော်ကဲဘာဖြစ်လို့ကြောက်လဲဆိုတော့အခုခုနပြောတာနော်မြုပ်တဲ့သူဆိုရင်ဘာပြောမလဲသူများမြုပ်တဲ့သူတို့အခုခေတ်ဆိုပြောမယ်တေးပြောမှာဟုတ်ပြီနောက်ပြီးတော့ဘာပြောမလဲကဲရဲဟုတ်တယ်ကဲရဲမယ်နောက်ပြီးတော့ဘာကြံသေးလဲရှိသေးလားရှိသေးလားအဲ့ဒီဆိုအဲ့ချင်းဘာပြောမလဲမြို့တဲ့မိမဆိုဘူလီဆိုတော့အနိုင်ကျင့်တော့ဗောနော်အနိုင်ကျင့်မယ်အေးဟုတ်ပြီကဲအဲ့ဒါအခုခေတ်နော်အရင်တော့ဆိုအဲ့ဒီတက်ဆိုးတယ်နာမည်လည်းပြတ်တယ်နေဖို့နေရာလည်းမရှိလူဝင်မဆန့်ဒီလိုမျိုးတော့နေလို့မရဒီလိုမျိုးတော့ထိုင်လို့မရ
လားမျိုးဘလို့လဲတိုင်တော့မရမတည့်ရပြီးမှုဝင်အဲ့လိုပြောမဆိုနူတဲ့သူနဲ့တူတယ်ဒီလေနူတဲ့လူဆိုလေအကွက်တွေပေါ်လာအနူတွေကြားဘူးလားအနူမလို့အနူကောင်လို့ကြားဘူးလားသူတို့ဆိုလူတွေနဲ့မကပ်ဘူးလေအခုတွေချုပ်ပြီးတော့နော်ဘာပြောလဲပြောမှဆိုရင်ချုပ်ပြီးပြောမှဆိုရင်လူရမဝင်အပေခံတယ်နော်သူကအဲ့လိုဖြစ်သွားတာဘာဖြစ်ဆိုတော့ညုံလို့ကိုယ်မရှိလို့နော်သူနေရာမှာစဉ်းစားကြည့်အဲ့လိုဖြစ်တယ်နော်အဲ့ခါမှာသူကဘယ်သွားလဲဒီလားခဏကြည့်သူကိုမရတော့သူဘယ်သွားလဲကြွားပြီပါပေါ်လာနော်ဟုတ်တယ်ကြာကြောင်ပြေးမှတော့နော်သွားပြီသိနေတာပဲအမသွားပြီးတော့ဘာလုပ်လဲဒီမှာသူသွားတော့ဘာလုပ်လဲဒီမှာဘာလုပ်လဲသွားပြီးတော့ဆူတောင်းတယ်ဆူတောင်းတဲ့အခါမှာသူတအားခံစားရနော်ဝိုင်းပယ်ခံရတယ်သူများအတင်ပြောခံရတယ်သူများရှုပ်ချခံရတယ်ကဲခံရတယ်ဟုတ်လားလူအဲ့ခါမှာသူငိုပြီးတော့ဆူတောင်းတယ်သူဘလောက်ငိုတယ်သိလားဟုတ်တယ်ယူငိုတယ်လို့တာငိုအဲ့လိုဟေးဟိုတအားကြီးလုံအောင်ဆိုဘယ်လိုလဲဘယ်လိုပြောအဲ့လိုပြောရမလားအတန်တော့မထွက်တော့မှာအေးသူလည်းအဲ့လိုပြောရတယ်အတန်တော့မထွက်တော့ဘာကြည့်လဲအတန်တော့မထွက်တော့အဲ့ဒီချိန်မှာဘယ်သူရလာလဲဒီလားရောဘတ်အေးလီရလာတဲ့ခါမှာသူ့ကိုမြင်လိုက်တယ်ဒီတယောက်ဘာဖြစ်တာလဲအဲ့လိုဖြစ်တယ်နော်သပင်မွေးတယ်ခါလာနဲ့ငိုပြီးတော့လေသိတယ်မလားညစ်ပတ်ပြီးကြီးဟုတ်တယ်မလားညက်ကြီးတွေနဲ့ညက်ကြီးလက်ထွက်မယ်နော်ဟောငိုနေတာအပန်းတော့မထွက်တော့သူကဘယ်လိုထင်လဲဆိုတော့ဘယ်လိုထင်မလို့တင်လဲဟမ်သူ့လက်တော့ဒီဟာနာသူဘယ်လိုထင်မလဲအပန်းတော့မထွက်ဘူးသူလာကြည့်တော့တယောက်ဘယ်လိုဖြစ်လာလဲသူစိတ်ထဲမှာဘယ်လိုထင်မလို့ထင်ကြီးတယ်လို့ထင်ဟုတ်ပြီနောက်ပြီးတော့ကြီးတယ်ထင်ပါဘလက်ဆိုင်ဒီဘယ်လိုထင်လဲဆိုတော့ပြောပြမယ်နော်ဘယ်လိုဖြစ်မှထင်လဲသူဘယ်လိုထင်လဲဆိုတော့မူးတယ်လို့ထင်တယ်နဲ့မူးနေတယ်လို့ထင်တယ်အဲ့တော့အရက်မဟုတ်ဘူးကစပီးရည်ဟလားဘီယာဘယ်လိုထွက်လဲပြီးကြိတ်ပြီးတော့လေသူတို့အကြီးပြီးသူတို့ထားတဲ့အချင်းဖောက်တဲ့သဘောထားတဲ့စီအိုးတွေနဲ့အရင်တော့အဲ့ဒါဆိုမူးတယ်လေအဲ့နဲ့ဟိုကစားဘူးလားဟာလေထမင်းလို့ပါလို့လေခေါ်လဲခေါ်မတတ်ဘူးနဲ့ပဲလေအေးဟုတ်တယ်အဲ့လိုမျိုးသဘောလောက်တာအရက်လိုပဲလေမူးတယ်မြန်ဆိုင်မူးတယ်လေအဲ့ဒါနည်းနည်းလေးပဲလောစားလိုက်မစားနဲ့နော်အဲ့ဒါမူးတယ်လိုက်မစားနဲ့အဲ့ဒါမကောင်းနော်ကဲအဲ့ဒါတွေတောက်ပြီးတော့ရေမူးတယ်ထင်တယ်နော်သူမူးတယ်လို့ထင်တယ်ဒါပေမဲ့ဟုတ်လားမဟုတ်နော်သူကတအားမူပြီးတော့အတန်တော့မထတော့ဘူးခုနကမျိုးတက်နေလားအဲ့လိုတက်နေလားဘာဖြစ်ဆိုတော့ခလေးလူချင်းလို့နော်ခလေးလူချင်းလို့သူခလေးမရနိုင်မြုပ်နေတယ်ခလေးလူချင်းအဲ့ဒါကြောင့်မလို့ပြာတိမသူမရဘူးလို့ဝေးစားတာအရင်ကအဲ့လိုမရှိနော်သူကဆွတောင်းတယ်ဘယ်လိုဆွတောင်းလဲဆိုတော့ခလေးလူချင်းနဲ့တဲ့သူခလေးပေးပါပြာတိနဲ့ဂတိပစ္စပြုမယ်ဒီလားဂတိပစ္စပြုရဆိုတာသိလားဟုတ်တယ်
တိပေးတာရှိသေးတယ်ဂတိပေးရဆိုတာသူစီကနေတခုလိုချင်လို့ဟုတ်လားနေငေါ့ဒါပေးရင်ငါနေ့ကိုပြင်ပေးမယ်ဂတိပေးတယ်အဲ့လိုနော်ဒါမို့ငါလာမယ်ငါဂတိပေးတယ်ဒါမို့ငါရောက်အောင်သွားမယ်ငါဂတိပေးရှိတယ်နော်သူဂတိပေးတာဘယ်လိုလဲဆိုတော့သူ့သားပေးလို့ရှိရင်သူကဘာပြင်ပေးမလဲသိလားအဲ့ဒါလို့အသက်ပေးမလဲဒုက္ခပဲတာရတယ်နဲ့ပေးရအောင်အဲ့လိုလားပေးရအောင်ဘာထူးတော့မလဲတာပဲတောင်းမှာနော်သူကလေးရလို့ရှိရင်အဲ့ကလေးကိုပေးမတော့သူပေးမယ်ပြောမှဆိုကျွန်တော်တို့လို့ဟုတ်လားဘုရားရဲ့အမှုတော်ဆောင်ဘုရားရဲ့အစီကံအရင်တော့ဘယ်လိုခေါ်ဆိုတော့ဘုရားကျွန်းဖြစ်စေမယ်သူစီပေးမှာပေါ့ပြောမှဆိုဘုရားစီ prophet ဖြစ်နော်ဒီ prophet ဖြစ်စေမယ်ဘုရားရဲ့ကျွန်းဖြစ်စေမယ်သူ့ပေးလို့ရှိရင်နော်အဲ့ဒါသူဆွတောင်းတယ်ဘုရားပေးလားပေးတယ်ထင်လားမပေးဘူးထင်လားဟုတ်လားပေးတယ်ထင်လားဘုရားပေးတယ်နော်ဘုရားပေးတယ်နဲ့သူရပါနော်ကိုရတဲ့ခါမှာချက်ချင်းပေးလို့ရမလားမွေးတာနဲ့ပေးလို့ရလားမရဘူးမိခင်ကကြည်ရသေးတယ်ယူစုရတယ်ကိုယ်ကလဲရတယ်ဟုတ်လားကြီးသေးလေးတွားလည်းလှုပ်ပြရတယ်နော်ကိုငယ်တော့အဲ့လိုပဲနော်အဲ့ဒါကြောင့်မလို့ဒါကြောင့်မလို့သက္ကပုတ်ရှိရနော်လူဘွားပါလေရဖို့ခက်တယ်နော်မူကောင်းကင်ကနေအတ္တချောင်းကြားမယ်ဟုတ်လားမူကောင်းကင်အတ္တချောင်းကြားမယ်မြေကြီးမှာအတ္တချောင်းထောင်လာမယ်အဲ့နှစ်ခုကထိနိုင်လားမထိနိုင်အဲ့လေပြီးလေးပဲလေကိုမူကောင်းကင်နဲ့ကြားလာနေရတူနော်ထိနိုင်လားဖြစ်နိုင်လားအဲ့ဒါအဲ့လိုမျိုးဖြစ်ရင်တော့မှလည်းလူဘဝရခဲ့တယ်ဒီအထက်အများကြီးတန်ဖိုးရှိတယ်နော်ကိုယ့်ရဲ့ဘဝမိဘတွေအဲ့လိုမျိုးသဘောထားတာကိုနော်ဒါလို့ဆိုတော့ကိုယ့်ရဲ့တွေ့ကိုယ့်ရဲ့သားကိုယ့်ရဲ့အသက်မွေးလာတဲ့ခါမှာအဲ့လိုနော်ကြည်ပေးတယ်ပြန်ပြီးတော့မမီအောင်ပြန်ပြီးတော့စဉ်းစားမိအောင်ပြောတာနော်သူလည်းအဲ့လိုပဲသူဘဝလည်းနော်မြုံနေတယ်ဒါပေမဲ့ဖျားသီးမှသူဆူတောင်းတယ်ဂတိတစ္ဆာပြုတယ်သူကလေးပေးလို့ရှိရင်ကလေးဖျားသီးသူပြန်ပေးမှာနော်လူပြက်ပြီးတော့3နှစ်ကြာတော့ပြီးတယ်နော်လူပြက်တဲ့ချိန်ပေရွယ်ပြက်တယ်ပြီးလားလူပေချိန်ပြက်တယ်ပြီးလားလူပြက်ပြီးတော့ပြီးတယ်အဲ့လိုနော်ပြောလို့ဆိုရင်မိဘတွေကတာသမီရတာလွယ်တာမဟုတ်နော်ခက်တယ်ဟုတ်တယ်လေခက်တယ်နော်အဲ့ဒါကြောင့်မလို့ကိုယ်တန်ဖိုးထားတချို့ကြောင့်တန်ဖိုးမထားနောက်ကငါတက်ပေးမယ်မနေချင်တော့လောကကြီးမှာငါအသေးကွဲသွားပြီဟုတ်လားတချို့ရှိရနော်အသေးကွဲပြီးတော့ကိုယ်တက်တည်လိုက်တယ်ဟုတ်တယ်ကိုတက်မသေးခင်ကိုဘာမလုပ်ခင်ကိုအနန္တရပြည့်မလို့ကိုဘာပြန်စဉ်းစားမလဲကိုရဲ့အမေကိုဘယ်လိုမွေးခဲ့လဲအသက်နဲ့ရင်းပြီးတော့ဒီမှာသူဆိုရင်အသက်နဲ့ရင်းလို့ဆုတောင်းတယ်နော်တန်းနဲ့ရင်းပြီးတော့အဲ့ဒါကိုပြန်တတိယဘာမလို့မိဘကိုဘာပြန်လုပ်ပေးရမလဲမိဘကျေးဇူးကိုပြန်ဆက်ရမှာနော်တိတ်လုံးမပြည့်ဘူးနော်မိဘကျေးဇူးပြန်ဆက်ရမှာနော်အဓိကအဲ့ဒါကြောင့်မလို့ဒီနေ့တော့10ပါးမှပါလေပြတ်လိုက်ပြီခဏပြောရပါလေမိဘကိုဒီစွာပြုပါနော်ကဲဒီနေ့ပန်းပြီးမှမပြီးရမလားနည်းနည်းပပအပေါ်ရံမပြောတာအချိန်များတော့ကဲရောင်ချဲမယ်ပြီးအေးပြန်ယူရအောင်ဟုတ်အေးပြန်ယူရလူကြီးပြီးချင်လားနာကအဝါရတော်နဲ့ဘယ်လိုကြည့်ပါလဲ
ပြီးလိုက်ရောဒီအဲ့လား ပြင်းလိုက်တာ နွေးနေတာဒီပေါ်ပြောင်းသွားဆိုတော့ လောက်တယ်နော်နေ ငါတိတ်ပြီးဆိုရတယ်မ ဘာမ ငါလောက်ပေါက်ပြီးလေးပဲတိတ်ပြီးဆိုရ အစားဒီလေးအပေါက် ဟင် ဟာဒီလေးပြရတူတူ အခုပူတာငါလောက်ပေါက်ပြီးတယ်တဲ့ငါလောက်ပူတာမော ပြတဲ့တယ်ဆရာလေး ဟင်ဘာ ဟာဒီလေးချိန်ပြီးနေတယ်မှာရှိတယ်နိုင်ရှိတယ် မရှိတော့ ဟမ်ဘာလဲမိကိုက်တော့ရှိတယ်နဲ့ဘာလို့အဲ့ဒီကလာပြော ဟောနည်းနည်းတော့ပြောအောင်မောဘယ်လောက်ကြည့်ပြီလဲအချိန် 9နိုင်မှာကြာလို့လည်းရ 9နိုင်နှစ်ပန်းရှိ ခွဲ ဒီ မြင်းမြင်းတက်တရားတယ် ဝေး40တော့ရှိနေပြီ10နိုင်40 ဟာလေ90ပါတော့ ငွေချေရတော့မဟဲ့ငွေချေပြချေ ဆက်ရရတယ်မလိုက်ရောဘာလို့လဲမလိုက်ရော ဝင်ထဲမှာ အလူဝေးဟာမူလာကောင်းအမူလာကောင်းဆက်မကောင်းပြီဆက်ပြဟုတ်ကဲ့ဒါလည်းနောက်တော့ပြင်ရတယ် ဟမ်မဟုတ်နည်းနည်းချားတယ် ဟာလာပြင်ရအောင်ဒီလေးဒီကတော့ဆက်ပြပါဟာရပြီးတော့ချိန်နေရဟုတ်ဟုတ်ချေရတယ်မြင်လိုက်တာနည်းနည်းပဲပြောရသေးတယ် ဟာနေနေ ဟုတ်လားညားပါ အဲ့ဒီမှာအဲ့ဒီ ညားပါတော့နော်နောက်ဆိုအခြေကြည့်ပြီးပြောအောင်ပြောတယ်နည်းနည်းများပါအခြေကြည့်ပြီးပြောအောင် နားနေတယ် ကျန်းစာလည်းမမေ့နဲ့နော်ဟောဒီမှာရောင်စုံရှိသေးတယ်ဘာလဲဒီဘောရမပူတယ်လည်းချက်ရောင်စုံရှိတယ်ရောလည်းရှိဘာလို့အဝါလား လူဘဝကိုဖက်တယ်ပါများဟေးဟေးဒီမှာသူကတောင်းကူးလို့အမေညာနေမှာတော့လိုက်ရတယ်ပြရတယ်ကြီးစက်ရှိပြီလေဘယ်ကနည်းနည်းများလို့ဒီလိုဟောက်ကြပါဒေပြီးတော့ပြောပြတာဖေးပြီးတော့ဘာဖြစ်လဲ လောနေတယ် ခြေတန်းက
က်စားတော့တင်မအောင်မမစ္စတာဟင်ဘွားရောက်လာ ဟုတ်လား အခုမှရောက်လာတာဒီတာဆိုတော့ကြားကြမတင်တော့အခုစောက်ရုံနဲ့အဲ့ဒီရှိကြကြ ဟုတ်လားတချင်းဆိုရတယ် စင်ဆိုဝိုင်းမဟုတ်ပြတယ်ပြော ဟုတ် ပြောင်းဘိုးစားဗလား certificate ပြောပြပါလား ရီးတာ certificate ပြပါလားမဟုတ် drop ပါချေရမယ်ဒီ certificate ဟလား certificate အဲ့ဒီအစီအစဉ်ဆွဲပြီးလို့ရှိရင်ဟိုပြောစားဗလားဘာလဲတရားဟောပြရတယ်အဲ့ဒီအစီအစဉ်တော့ပြဥစားလိုက်မယ် certificate အဲ့ဒီကလေးတွေကိုနေရာရှိဖို့ဘယ်သူဘယ်နေ